ကိုကြည့်ပြီးပြီဆိုလို့ရှိတော့ကိုဘူးတူတာတခုတော့ထပ်ပြီးမင်္ဂလာပါနော်ဒီဗီဒီယိုလေးကတော့အရန်ကိုရိုးလေးဆိုပေမဲ့မေကွန်လေးကရိုးလေးဆိုပေမဲ့ကိုကတိထားတင်တဲ့အချက်ထဲမှာပါတယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီဗီဒီယိုကိုကျေးဇူးပြုပြီးတော့အဆုံးထိကြည့်ပေးပါဘယ်တော့မှပေါ့နော်မရှုံးကြည့်ပြီးဆိုလို့ရှိတော့ကိုဘူးတူတာတခုတော့ဆိုတာကျွန်တော်တော့ရေကြီးအမခံပါလေဘာလဲဆိုတော့ရွှေအတုံးဝယ်တဲ့လူတွေပေါ့နော်ရွှေအတုံးဝယ်တဲ့သူတွေကသူတို့လည်းမသိဘူးပေါ့နော်ရွှေအတုံးဆိုပြီးတော့ရောတွဲလက်ခမရှိဘူးလို့ပြောထားတယ်လက်ခတော့ရှိတယ်နော်ရောတွဲမရှိဘူးအဲ့ဒါတခုတော့မှတ်ထားပါရောတွဲတချို့နေရာတော့ရောတွဲတော့နည်းနည်းယူမလားမသိဘူးကြည့်ရတာလေနော်ဒါပေမဲ့တို့ကပေါက်ချာထဲမှာတော့ရောတွဲပေးချင်မှပြရေးပေးချင်မှရေးပေးမယ်ရောတွဲကဘာလို့လဲဆိုတော့တို့ကရွှေကိုအတုပ်ဖြတ်တဲ့ခါကျရင်အမုံလေးဖြစ်ဖြစ်ဟိုကြမှာပဲတို့စက်နဲ့ဖြတ်တာဗလဲဟိုကနဲ့တို့ဖြတ်တဲ့ခါကျရင်သူကနဲ့သူကတော့အလေးချိန်တော့နည်းနည်းလေးတော့ရော့မယ်တိလားအဲ့ဒီနည်းနည်းလေးကိုလေသူတို့ကယူတာဖြစ်မယ်ဘာလို့လဲဆိုတော့အခုမေးထားတဲ့သူကလက်ခကြီးပဲဆိုလို့ရှိရင်တသိန်းတကယ်လို့လက်ခပဲယူတယ်ဆိုလို့ရှိတော့တသိန်း4,500ကြီးတော့မပါဘူးမရှိနိုင်ဘူးပေါ့နော်မကြဘူးသေးဘူးပေါ့နော်လက်ခကတော့အများဆုံး9,000 1000အများ9,000 1000ကနေဥမာ2,000 3,000 5,000ထိတော့ရှိမလားတော့မသိဘူးပေါ့နော်အခုခေတ်အခြေအနေရလဲအပြောင်းလဲတွေအများတယ်လေနော်အဲ့ဒါဆိုတော့ဒါပေမဲ့ကိုကတိထားရမှာကကိုတေးတေးချချမေးရမယ်ရွှေအတုံးဒီရွှေအတုံးကိုဝယ်ပြီးဆိုလို့ရှိရင်အလေးချိန်ဘယ်လောက်ရှိလဲနော်ပြီးရွှေဈေးနှုန်းဘယ်လောက်ရှိလဲပေါက်ဈေးကိုသိရမယ်ပြီးအဲ့ဒီအတုံးမှာလဲ15ပေရှိတယ်နော်16ပေတခုတည်းအတုံးရှိတော့မဟုတ်15ပေလည်းရှိတယ်ပေါ့နော်အဲဆိုတော့ကိုဝယ်တဲ့ရွှေက15ပေလား16ပေလားပြီးပေါက်ဈေးကဘယ်လောက်လဲပြီးအလေးချိန်ဘယ်လောက်လဲပြီးလက်ခဘယ်လောက်လဲအဲ့ဒီအချက်တွေကိုကိုမေးပြီးတော့မှကိုဝင်ရမှာဖြစ်ပါတယ်ပြီးသူတို့တွက်ပြရင်လဲကိုကသူတို့ဘယ်လိုတွက်တာကိုကိုကကြည့်ပါပြီးကျမဗီဒီယိုကအများတန်းကြည့်တဲ့လူတွေဆိုလို့ရှိတော့ရွှေတွက်နေတော့တော်တော်လေးတော့ရပြီကျမယူစားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်မဒီ YouTube channel ကိုဖွင့်ထားတာလဲကြာပြီအမြဲတမ်းကြည့်နေတဲ့သူတွေအတွက်ရွှေသက်နီကတော့အများဆုံးပဲဒီဗီဒီယိုတွေထဲမှာပေါ့နော်ရွှေသက်နီနဲ့ပတ်သက်တာတော့အများဆုံးလောက်ဖြစ်တယ်ဘာလို့လဲဆိုတော့လာမိကြလို့လीနော်ရွှေပေါင်းချထဲမှာရွှေအလေးချိန်တွေရေးထားတယ်တချို့ကျတော့ဈေးနှုန်းတွေရေးထားတယ်ဆိုပေမဲ့သူတို့နားမလည်ဘူးပေါ့နော်ဘယ်လိုပြောမလဲနားမလဲဘူးရှင်နဲ့ပတ်သက်တာအဲ့ဒါဆိုတော့ကျွန်မသူတို့ကလာမြည်တော့ကျွန်မကတော့ဖြေပေးရတော့ဗောနော်ကိုမှလည်းကိုတက်ထားတဲ့ပညာလေးနဲ့သူတို့ဘာကို share လေးလုပ်ရတာလဲအရန်ကိုပျော်လို့ဗောနော်အဲ့ဒါဆိုတော့ဒီအခုကျွန်မတွက်ပြပေးမယ့်ဟာတော့ရွှေ3 4ပဲနဲ့3ရွေသူရေးထားတာတော့1ဆိုတော့တချမ်းလားမသိဘူးဗောနော်ဒါပေမဲ့ကျွန်မကတော့အနီးဆက်ဆုံး4ပဲ3ရွေတချမ်းနဲ့ကျွန်မတွက်ပေးမယ်ပြီးလို့ရှိရင်သူပေးရတဲ့အဲ့ဒီတော့ရွှေဈေးက390နဲ့9,000ဒါပေမဲ့သူပေးရတဲ့စတင်ငွေက23သိန်းဗောနော်အဲ့ဒါဆိုတော့ဘယ်လိုတွက်မလဲဆိုတာကြည့်မယ်ပြီးရင်သူပေးရတဲ့ဟာနဲ့ကြိုက်မကြိုက်ဆိုတာကိုကျမတို့ကတခါတည်းတွက်ပြပေးမယ်တခါတည်းလိုက်ကြည့်မယ်နော်ကဲလိုက်ကြည့်ရအောင်နော်ကဲလိုက်ကြည့်ကြမယ်နော်သူကရွှေအတုံးပေါ့နော်ရွှေအရေတော့သူမပြောပြဘူးပေါ့နော်၄ပဲ3ယူနဲ့သူရေးရတာတစ်ကျမတော့တိတ်မသေးကိုဒါပေမဲ့တချမ်းလို့ပဲကျမတွက်လိုက်မယ်ဘာလို့ဆိုတော့တစ်ဆိုလို့ရှိရင်တရွေးမှာဆိုလို့ရှိရင်စိတ်ပဲရှိတာကိုသူကတစ်ဆိုတော့တချမ်းကိုပြောတာဖြစ်မယ်၄ပဲနဲ့3ယူနဲ့တချမ်းကဒါသမ5နာ3ရွေးဆိုတော့ပေါင်း2ခုပေါင်းလိုက်3ရွေးနဲ့တစ်ချမ်းကိုပေါင်းလိုက်ရေးကျမတို့က3.5ရွေးဆိုတာကိုရေးရမှာဖြစ်ပါတယ်အဲဆိုရွှေဈေးက390နဲ့9,000သူရဲ့ကျသိန်းငွေက23သိန်းပေးရတာဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုတော့ကျမတို့ကပြတွက်ကြည့်မယ်3.5ကိုဒီတွက်နီးတိုင်းပဲเนาะပုံမှန်တွက်နီးတိုင်းပဲ3.5ကိုရှင်းနဲ့စားမယ်ရွေးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ပြီးပေါင်းလက်ကနခံမယ်4ဘဲကို16နဲ့စားမယ်ပြီးအမြောက်ရွှေပေါက်ဈေးပေါ့နော်အဲ့ဒါကိုတွက်လိုက်တဲ့ခါကျတော့19သိန်း5,000ကျော်လောက်ကျတယ်ပေါ့နော်အဲ့ဒါတွက်ပြပေးမယ်3.5အစားရှိအပေါ4အစား16အမြောက်သိ sorry
3.5အစားရှိအပေါ4အစား16အမြသိန်း90နဲ့5000ဆိုတော့19သိန်း55,283ကျပ်အဲ့လောက်ပဲကြတာပေါ့နော်ဒါပေမဲ့သူပေးရတာက21သိန်းတောင်မှပေးရတယ်ဆိုတော့ကဲကျမတို့တွက်ကြည့်မယ်ဘယ်လောက်กว่าလဲဆိုတာ21သိန်းထဲမှာတသိန်း19သိန်း5500နဲ့နှုတ်ကြည့်မယ်ဘယ်လောက်กว่าလဲဆိုတော့3,4500ချိกว่าတယ်3,4500ချိกว่าတယ်ဆိုတော့သူကသူဘာတွေပေးရလဲဆိုတာကတော့ကိုယ်မသိဘူးပေါ့နော်အဲ့ဒီกว่าတဲ့ဟာကတော့လက်ခဖြစ်မယ်ပြီးရော့ထွက်နည်းနည်းလေးယူတာလဲဖြစ်မယ်ဒါမှမဟုတ်အခွန်ပေးရတာလဲဖြစ်မယ်နော်အဲ့ဒါလေးကိုကျမတို့ကတတိထားရမှာဖြစ်ပါတယ်ပြီးရသူတို့ကိုပြောရမှာကဘောက်ချာထဲမှာသူတို့ပေးရတဲ့အတိုင်းသူတို့ကရေးပေးကိုပေးရတဲ့အတိုင်းပဲသူတို့ကရေးပေးတယ်ဆိုလို့ရှိပို့ပြီးတော့အဆင်ပြေတယ်အဲ့ဒါမှကိုလည်းနားလည်မှာပေါ့နော်ဒါမှမဟုတ်ရင်အဲ့လိုမျိုးမရေးထားပေးဘူးဆိုလို့ရှိရကိုတွေလည်းနားလည်မှာမဟုတ်ဘူးပြီးရင်သူတို့တကယ်လို့ကိုတွက်အခုဆိုလို့ရှိရင်ကျမတွက်ထားပေးတာကဒီအမှန်တိုင်းပဲတွက်ထားပေးတယ်လေနော်သူတို့ပေးထားတဲ့ဈေးနှုန်းနဲ့အလေးချိန်တိုင်းပဲတွက်ထားပေးတယ်ဒါပေမဲ့စတဲ့ငွေနဲ့ကိုတွက်ထားတာနဲ့ကွာနေတာဖြစ်တဲ့အတွက်ကြောင့်မို့ကျမတို့ကအဲ့ဒါကြောင့်မို့ကျမအမြင်ပြောတဲ့တတိထားရမှာကကိုရွှေစင်းနှုန်းလဲကိုတိထားရမယ်အရော့ထွက်လက်ခဘယ်လောက်လဲဆိုတာလဲတိထားရမယ်ကိုဝယ်တဲ့ရွှေရဲ့အရေဘယ်လောက်လဲဆိုတာလဲတိရမယ်ကိုဝယ်တဲ့ရွှေရဲ့အလေးချိန်ကဘယ်လောက်လဲဆိုတာလဲကိုတိရမယ်အဲ့ဒါမှကိုကသူများကိုတစ်ဖက်လက်နဲ့ဘာမှလုပ်လို့မရဘူးပေါ့နော်ကိုတိထားတာဖြစ်တဲ့အတွက်ကြောင့်မို့နော်အဲ့ဒါကြောင့်မို့ဒီ channel ကိုအမြဲတမ်းစောင့်ကြည့်နေတဲ့သူတွေဆိုလို့ရှိတော့ဒီရွှေတွက်နေနဲ့ပတ်သက်တာတော့တော်တော်လေးတော့အကျွမ်းနေပြီလို့ကျွန်တော်တို့ယူဆပါတယ်။ကဲဒီနေ့တော့ဒီလောက်ပဲအားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုဒီမှာပြန်ဆောင်ကြမယ်နော်။